ချာဂရာပမာဏအများကြီးကိုစုပ်ယူခံလိုက်ရတာတော့နာရိုတိုကသူဒီလိုနေရာမှာလုံးဝအရှုံးပေးလို့မရဘူးလို့ပြောရင်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်သူဘလောက်တက်တဲ့ဘလုံးမမနိုင်ပေမဲ့သူတငယ်ချင်းဆာစကဲကိုပြန်ခေါ်နိုင်ဖို့အတွက်တမန်လာချင်းတာဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့စက်ရုပ်ကောင်စီကဆာစကဲအတွက်ဆိုတဲ့စကားသံတွေထွက်လာခဲ့ပြီးကိုမီချာဂရာတွေကလည်းနာရိုတိုစီပြန်ရောက်လာခဲ့ပါတယ်ဘလို့အခြေအနေပဲရောက်နာရိုတိုကသာဆာစကဲကိုသူတငယ်ချင်းလို့တတ်မှတ်နေဦးမယ်ဆိုရင်ဒီစက်ရုပ်ကောင်ကိုနာရိုတိုဘက်ကဖြစ်လာအောင်အီတာချီကဂန်ဂျီဆုနဲ့လှုပ်ထားခဲ့တာဖြစ်ပြီးနာရိုတိုကိုလည်းသူ့ညီလေးပေါ်ဘလောက်တန်ရုံးစီရှိလဲဆိုတာစမ်းသပ်ခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ချာဂရာဝင်းရုံနဲ့နာရိုတိုကလည်းအသိစိတ်ပြောင်းမသွားပဲတငယ်ချင်းဖြစ်သွားတဲ့စက်ရုပ်ကောင်နဲ့တူအိုရိုချီမာလူကိုဝိုင်းတိလိုက်ကြပါတယ်ဒါပေမဲ့အိုရိုချီမာလူမှာကိုနိုဟာကိုဖျက်ဆီးဖို့ plan B ရှိခဲ့ပြီးသူ့ရဲ့ကိုမီစက်ရုပ်ကြီးကိုစစ်ခေါ်လိုက်တဲ့ကြောင့်ရွာထဲမှာစတင်တောင်းကျမ်းနေပြီဖြစ်ပါတယ်စက်ရုပ်ကောင်ကလည်းသူ့ရဲ့ body ကိုနာရိုတိုရဲ့ကိုယ်နဲ့ပေါင်းစပ်လိုက်တဲ့အတွက်အိုင်ရွန်နာရိုတိုဖြစ်သွားခဲ့ပြီးကိုနိုဟာကိုကာကွယ်ဖို့ထွက်လာခဲ့ပါတယ်အဲ့အချိန်မှာဆာကူရာကလည်းထုံးစံအတိုင်းနာရိုတိုဆိုတဲ့ legendary summoning jutsu ကိုသုံးလိုက်တဲ့အတွက်ရွာရဲ့သူရဲကောင်အိုင်ရွန်နာရိုတိုကချက်ချင်းရောက်လာခဲ့ပါတယ်ပြီးရင်တော့ရွာထဲမှာတောင်းကျမ်းနေတဲ့ကိုမီစက်ရုပ်ကြီးကိုတိုက်ခိုက်ကြပြီမဲ့သူတို့နှစ်ယောက်ကိုလှုပ်ထားတဲ့တတုတွေကအတူတူပဲဖြစ်တဲ့အတွက်ဘလို့မှအထိနာအောင်လုပ်လို့မရပဲနိုင်မို့နီလန်ကစက်ရုပ်နာရိုတိုရဲ့ကိုယ်ထဲမှာရှိနေတဲ့ကိုမီချာကရာအကုန်လုံးကိုတုံပြီးဖျက်ဆီးပေးရမှာဖြစ်ပါတယ်အဲ့လိုဆိုရင်အမီအောင်ထုတ်ခံရတဲ့ဂျင်ဂျူရီကီတေးတို့စက်ရုပ်ကောင်ကလည်းပျက်စီးသွားမှာဖြစ်ပေမဲ့နာရိုတိုလိုစိတ်တဲ့မျိုးရှိနေတဲ့ကောင်ဖြစ်တဲ့အတွက်တတေပါရောလို့တခွန်းနဲ့ပြောပြီးနိုင်တဲ့ချာကရာဘုံနဲ့တစ်ချက်လေးစုံထည့်လိုက်ပါတယ်အဲ့ဒါကြောင့်ပဲရွာကိုအသက်ပေးပြီးကာဝယ်သွားတဲ့စက်ရုံနယ်တို့ကတော့လုံးဝပျက်စီးသွားခဲ့ပြီးနယ်တို့ကလည်းဂျားလေးကနေရွာရဲ့သူရဲကောင်ဖြစ်သွားခဲ့ပြီမဲ့ဒေတာဘာကိုလိုက်နေတဲ့ကာရောကကိုနိုဟာကိုမတော်တဆဖျက်ဆီးမိသွားတဲ့ကြောင့်တောင်းပန်ပါလေလို့ပြောသွားခဲ့ပါတယ်